Hello ဒီနေ့ video ကတော့ selfless self care အကြောင်းတွေပြောမဲ့ video မဟုတ်ပါဘူးဒီနေ့ video ကတော့ဒီ channel မှာနည်းနည်းလေးအထင်လွဲစရာရှိရဲ့နေနဲ့ငါဆိုတဲ့နန်စား300ချင်းရဲ့အကြောင်းအရာကိုနည်းနည်းရှင်းပြပေးထားတာဖြစ်ပါတယ်ပြီးတော့ယောက်ျားလေးတွေဆိုရင်ဒီ channel ကိုမကြည့်တင်ကြောင်းမကြည့်တင်တာထက်ကြည့်ဖို့မလိုအဲ့လိုအချိန်မကုန်ရအောင်လို့ပါယောက်ျားလေးတွေဘာလို့မကြည့်တင်တာလဲဆိုတာနောက်ဆုံးမှရှင်းပြပေးထားပါမယ်ဒါပေမဲ့ပထမဆုံးအနေနဲ့ရှေ့က video တွေမှာကြည့်ဘူးတဲ့သူဆိုရင်ဗီဒီယိုတိုင်းမှာနေနဲ့ငါဆိုတဲ့နန်စားသုံးထားတာကိုသိရပါမယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတငယ်ချင်းတယောက်ကနေနဲ့ငါဆိုတဲ့နန်စားအစားတခြားနန်စားသုံးဖို့အကြံပေးဖို့ရပေါ့နော်။ပြီးတော့ရှေ့ကဗီဒီယိုမှာလည်းအကောင့်တစ်ခုကနေနဲ့ငါဆိုတဲ့နန်စားအစားတခြားအရာကိုသုံးစေချင်တယ်လို့သူကအကောင့်မှာ comment မှတ်ထားတယ်။ကြိုတင်အသိပေးချင်တာကနေနဲ့ငါဆိုတဲ့နန်စား300ချင်းရဲ့နောက်ွယ်မှာမလေးစားချင်တဲ့အတိတ်ပဲရိုင်းဆိုင်ချင်တဲ့အတိတ်ပဲလုံးဝမရှိပါဘူး။အင်္ဂလိပ် podcast တွေမှာအင်္ဂလိပ်YouTuber တွေမှာဆိုရင် U နဲ့ I လို့ပြောကြတာများတယ်အင်္ဂလိပ်လို U နဲ့ I နေနဲ့ငါလို့ပြောတာကပြဿနာမရှိပေမဲ့မြန်မာလိုနေနဲ့ငါဆိုပြီးကြားလိုက်ရတဲ့ခါမှာစိတ်ထဲမှာတက်တာမဖြစ်ဘူးစိတ်ထဲမှာကြားရတာတမျိုးဖြစ်တယ်ဆိုတာနားလဲပါတယ်ဘလော့တွေမှာနေနဲ့ငါဆိုတဲ့နန်စားသုံးတဲ့သူဆိုတာမရှိတလောက်ရှာလို့နားရင်မဝသေးဘူးတမျိုးလိုနေလို့ခံစားရတာသိပါတယ်နားလဲပါတယ်ဒါပေမဲ့နေနဲ့ငါဘာလို့ပြောရတယ်လဲဆိုတော့ဒီ channel ရဲ့ video တွေက main ကလေးတွေကောင်းမလေးတွေကိုပဲအဓိကရည်ရွယ်ထားလို့ပါပြီးတော့ဒီ channel ရဲ့ video တွေကကြားမမရွေးအသက်အရွယ်မရွေးကြည့်လို့ရတဲ့ဗီဒီယိုဟုတ်မယ်လို့မထင်လို့ပါပြီးတော့ဘာလို့ဗီဒီယိုကယောက်ျားလေးအတွက်မရွေတာလဲဆိုတော့မိန်းမနဲ့ယောက်ျားကမတူပဲကွဲပြားပါတယ်ခုခေတ်ဘလောက်ပဲယောက်ျားနဲ့မိန်းမရင်ပေါင်တန်းနာပြီးပတ်စံအတူတူရှာနိုင်တယ်ပဲပြောယောက်ျားနဲ့မိန်းမကစိတ်ခံစားချက်ကိုခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကြွက်သားဖွဲ့စည်းတည်ဆောက်ပုံအုံနောက်ဖွဲ့စည်းတည်ဆောက်ပုံဟော်မုန်းဖွဲ့စည်းပုံကအစယောက်ျားနဲ့မိန်းမဆိုတာမတူညီပဲကွဲပြားပါတယ်ဒီလိုမျိုးပြောတဲ့နေရာမှာမိန်းမကယောက်ျားထက်တန်ဖိုးရှိရယောက်ျားကမိန်းမထက်တန်ဖိုးရှိအဲ့ဒါကိုပြောချင်တာမဟုတ်ပါဘူးယောက်ျားနဲ့မိန်းမကဇီဝဖွဲ့စည်းပုံအရာအောင်အုံနောက်ဖွဲ့စည်းပုံအရာအောင်မတူညီပါဘူးရှင်းပြမယ်ဆိုရင်အောင်မြင်စာအုပ်တွေမှာအောင်မြင်နီလန်းတွေကဘဝမှာအောင်မြင်ချင်မနက်9နိုင်ထခိုးပလက်လို့ကျင်သွား meditate လို့အဲ့လိုမျိုးနီလန်းတွေကွာဒါပေမဲ့အဲ့ဒီနီလန်းတွေကအမျိုးသမီးအတွက်မဟုတ်ပါဘူးအမျိုးသမီးတွေထဲမှာမနက်9နိုင်ထကျင်သွား meditate လို့ပြီးခိုးပလက်ဝင်ချွေးထုတ်ခန်းဝင်ပြီးမှအောင်မြင်သွားတဲ့အမျိုးသမီးတွေမရှိပါဘူးအမျိုးသမီးတွေကအမျိုးသားတွေထက်အိတ်ချိန်ပိုလိုအပ်ပါတယ်အိတ်ချိန်9နိုင်အောက်ပဲရတဲ့အမျိုးသမီးတွေကအမျိုးသားတွေထပ်ပို့ပြီးအသက်အန္တရာယ်ရှိပါတယ်အိတ်ရေးပြတ်တာချင်းအတူတူတောင်မှအိတ်ချိန်9နိုင်အောက်ပဲရတဲ့အမျိုးသမီးကအမျိုးသားတွေထက်တေဆုံးနိုင်ချိန်85ရာခိုင်နှုန်းပိုများပါတယ်ပြီးတော့ရေခဲစိမ်နဲ့ခိုးပလက်လောက်တာကအမျိုးသမီးရဲ့အတွက်မဟုတ်ပါဘူးအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကအေးတံကိုအဲ့လိုမျိုးမခံနိုင်ပါဘူးအမျိုးသမီးရဲ့အတွက်ခိုးပလက်ရေခဲစိမ်တာထက်ချွေးထုတ်ခံကပိုကောင်းပါတယ်အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကအပူတံကိုသူကပိုပြီးမှခံနိုင်ရရှိပါတယ်အဲ့လိုအရန်အေးတဲ့ရေကိုရုပ်တရက်စိမ်လိုက်တဲ့အခါမှာအမျိုးသမီးတွေကအမျိုးသားတွေထက်ပိုမိုပြင်းထန်တဲ့ stress hormone ကိုထုတ်ပေးတယ်ပြီးတော့သူတို့ရဲ့အမျိုးသမီးတွေမှာရှိတဲ့ estrogen hormone ကိုထိခိုက်စေပါတယ်အမျိုးသားတွေကတော့အမျိုးသမီးတွေထက်အေးတံကိုပိုပြီးမှခံနိုင်ရရှိပါတယ်ဝိတ်ကြချင်လို့မာဆယ်တက်ချင်လို့ဂျင်သွားဆော့ရင်တောင်မှယောက်ျားလေးတွေဆော့တဲ့ဂျင်ရိုသိန်းအတိုင်းသူတို့ဆော့တဲ့ဒိုင်ရက်ပလန်တိုင်းတရက်ကျုပ်အလုံး20တို့ပန်းကော်ပီစိမ့်အပြုတ်တို့အဲ့အရာတွေပဲလိုက်စားလို့မရပါဘူးဘာလို့လဲဆိုတော့ယောက်ျားတွေမှာကျတော့24နိုင်ဟော်မုန်းစက်ဝင်ရှိပြီးတော့ငါတို့မိန်းမတွေမှာကျတော့28ရက်ကြာတဲ့ဟော်မုန်းစက်ဝင်ရှိပါတယ်အမျိုးသားတွေမှာကျတော့မနက်ပိုင်းထရက်ဆိုရွန်ဟော်မုန်းကမနက်ပိုင်းထွက်တယ်ပြီးနေ့လယ်ပိုင်းဟော်မုန်းအထွတ်အထိပ်ရောက်တယ်ပြီးညနေပိုင်းဟော်မုန်းကျသွားတယ်ပြီးသူတို့အိတ်ဆက်အနားယူရယ်ပြီးရင်နောက်တစ်နေ့ပြန်ထလာတဲ့ခါမှာဟော်မုန်းအသစ်ပြန်ထွက်တယ်သူတို့ကျတော့24နိုင်မှာဟော်မုန်းကအမြဲတမ်းအသစ်တစ်ခါပြန်ထွက်နေရယောက်ျားတွေရဲ့ဟော်မုန်းစုံဝင်ကပုံမဝီးတည်ငြိမ်တယ်ဒါပေမဲ့ငါတို့မိန်းမတွေကျတော့မတူငါတို့မိန်းမတွေကျတော့28ရက်ကြာမှဟော်မုန်းကအသစ်ပြန်ထွက်တာငါတို့ဟော်မုန်းတွေကတပတ်တစ်ခါတက်လိုက်ကြလိုက်ဖြစ်နေယောက်ျားတွေလိုမျိုး24နိုင်အသစ်တစ်ခါပြန်မဖြစ်ဘူးယောက်ျားတွေမှာကျတော့သူတို့ဟော်မုန်းကအမြဲတမ်း24နိုင်အသစ်တစ်ခါပြန်စားရတယ်ပြီးတော့ရည်ပြီးညီမြင်တိုင်းဖြစ်နေရမိန်းမတွေဟော်မုန်းကျတော့တပတ်တစ်ခါတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်ဖြစ်နေပြီးရင်ငါတို့ကတစ်လမှတစ်ခါပဲငါတို့ဟော်မုန်းကအသစ်ပြန်ထွက်တာပြောရမယ်ဆို28ရက်မှာပဲဟော်မုန်းကအသစ်တစ်ခါပြန်ထွက်တော့ကွာအမျိုးသမီးတွေရဲ့ဟော်မုန်းစုံဝင်ကြတော့၄ပိုင်းခွဲလို့ရတယ်ပထမအပိုင်းကျ follicular မမျိုးတည်တဲ့အဆင့်ပေါ့အဲ့အဆင့်မှာကျငါတို့estrogen hormone တွေစထွက်တဲ့အချိန်မှာငါတို့ကိုယ်စိတ်ကြည်လင်နေရငါတို့ကိုပြီးမှ energy တွေရှိနေရလို့ခံစားနေရတဲ့အချိန်ပထမအဆင့်ကတော့တစ်ရက်ကနေ9ရက်ထိလောက်တော့ကြာပြီးမှဒုတိယအဆင့်ကျတော့ ovulation မြူးဥကြွေတဲ့အဆင့်ဒီအဲ့အချိန်မှာငါတို့ရဲ့ hormone တွေက
ဆိုးဟိုက်နေတဲ့အချိန်ငါတို့ရဲ့ဟော်မုန်းတွေကအထုအထရောက်နေတဲ့အချိန်ကိုအဲ့ချိန်မှာ confidence နေဆိုးဟိုက်နေကိုအရန်လာတယ်ကိုအရန်ဆက်စီကြရလို့ခံစားနေရတဲ့အချိန်ကိုတတ်မှတ်ထားတဲ့ပန်းတာတွေကိုတတ်မှတ်ထားတဲ့ daily routine တွေကို energy အပြည့်နဲ့လှုပ်ဆောင်နိုင်ဆုံးအချိန်လှုပ်ဆောင်လို့ကောင်းဆုံးအချိန်အဲ့တဆင်ကကြတော့6ရက်လောက်ကြာတယ်ပြီးရင်တော့ငါတို့ရဲ့အရန်ရုန်းကန်ရတဲ့အပိုင်းလာပါပြီအဲ့ဒါကကြတော့ယာတီမလာခင်အစ်စ်မှာယာတီမလာခင်တပတ်အလိုမှာငါတို့ရဲ့အဆိုချီဟော်မုန်းတွေကချက်ချင်းထိုးကျသွားတယ် energy တော်တော်ကုန်ခန်းသွားပြီလို့ခံစားရတဲ့အဆင့်အဲ့အဆင့်မှာစိတ်ခံစားမှုတွေများလာတယ်အရာရာကို overthinking ဖြစ်လာတယ်ပြီးတော့အစားအစာတွေ craving ဖြစ်လာတယ်ဘလောက်စားစားကိုယ်ခန္ဓာကိုယ်ကအဲ့ချိန်မှာကိုယ်ခန္ဓာကိုယ်ကအစားအစာတွေအချိုးတွေအရန်တောင်းတနေတဲ့အချိန်စိတ်တူလေတဲ့အချိန်နည်းနည်း sensitive ဖြစ်တဲ့အချိန် overthinking တွေဖြစ်တဲ့အချိန် craving တွေဖြစ်တဲ့အချိန်ကိစ္စတတိလေးတော့မှပြဿနာအကြီးကြီးလို့ထင်နေတဲ့အချိန်အဲ့ဒီအချိန်ကလည်းတစ်ပတ်10ရက်လောက်ကြာတယ်ပြီးရင်ငါတို့ရဲ့နောက်ဆုံးအဆင့်ယာတီလာတဲ့အဆင့်လာပါပြီ menstruationအဲ့ချိန်မှာငါတို့ရဲ့ energy ကတော်တော်ကုန်ခန်းနေပြီလို့ခံစားရတဲ့အချိန်အဲ့အချိန်ကလည်း the best 10ရက်လောက်ကြာတယ်လူတစ်ယောက်နဲ့တစ်ယောက်တော့ဟော်မုန်းအလိုက်မတူနိုင်ဘူးတချို့လူတွေက menstruation လာတဲ့အချိန်မှာအပြည့်ရှိလို့ခံစားတချို့လူတွေက menstruation လာတဲ့အချိန်မှာဗိုက်တာနာတယ်ဆိုတော့ပြောချင်တာကမိန်းမနဲ့ယောက်ျားတွေကဟော်မုန်းစုံမတူကြဘူးအကြောင်းမလို့ဂျင်ဆော့ချင်တော့မှယောက်ျားဂျင်လို့ထင်တယ်မိန်းမဂျင်လို့ထင်တယ်မတူဥပမာယာတီလာတဲ့အချိန်ဆိုမိန်းကလေးတွေကယောက်ျားလေးရဲ့အတိုင်းပဲအမြဲတမ်းကြက်သားပြုတ်အမြဲတမ်းကြုပ်ဥပြုတ်လိုက်စားနေလို့မရယာတီလာတဲ့အချိန်ပြင်းပြင်းထန်ထန်လေးချစ်ခဏလေးလုံးချင်မှာမဟုတ်ဘူးကိုအညာပြည့်အညာပြည့်လောက်ပဲယောဂတွေလုံးမယ်ပြီးတန်တက်ဆုံးရှုံးတော့ဖြစ်ကြမလို့တန်တက်အားစီတောက်မယ်ကမဟုတ်တန်တက်များတဲ့အစားအစာတွေစားပြီးမယ်ပထမအဆင့် follicular အဆင့်မှာဆိုရင်ငါတို့ coffee တစ်ခွက်တောက်ရုံနဲ့တနက်လေးစားလိုက်ရုံနဲ့ menstruation ဖြစ်တဲ့အချိန်ကတော့ငါတို့အဲ့လောက်ထိမစားရင်တော့မှတဏီကုံလုံးတက်တက်ကြွကြွနေလို့ရတဲ့အချိန် energy တွေပြည့်နေတဲ့အချိန်ဒါပေမဲ့ငါတို့ menstruation ဖြစ်တဲ့အချိန်မှာဆိုရင်ငါတို့တန်တက်တွေစားပေးမယ်အကြောင်းမလို့ငါတို့လှုပ်တဲ့ diet ကယောက်ျားလေးတွေလှုပ်တဲ့ diet နဲ့မတူနိုင်ဘူးသူတို့နဲ့မတူညီတဲ့ diet plan တွေသူတို့နဲ့မတူနိုင်တဲ့ gym routine တွေငါတို့ main ကလေးတွေကလိုအပ်တယ်ပြီးတော့နောက်ထပ်ကအမျိုးသမီးတွေနဲ့အမျိုးသားတွေကအုံနောက်ဖွဲ့စည်းပုံရောအုံနောက်အလုပ်လုပ်ပုံချင်းရောမတူကြပါဘူးအုံနောက်ကိုပဲအထူးကူလေ့လာတဲ့ဆရာဝန်ကအုံနောက်ပေါင်း46,000ကိုသူကလေ့လာခဲ့တယ်လေ့လာချက်အရာမိန်းမတွေကယောက်ျားတွေထက် serotonin ဟော်မုန်းဓာတ်52%နေပါတယ် serotonin ဆိုတာကပျော်ရွှင်မှု chemical လို့ပြောလို့ရပျော်ရွှင်မှုပေါ့ serotonin များရင်ပျော်ရွှင်မှုများတယ် serotonin နည်းရင်စိတ်ကြတယ်စိတ်ဝေဒနာခံစားရတယ်မိန်းမတွေမှာကြတော့ယောက်ျားတွေထက် serotonin 52%နည်းတယ်အဲကြောင့်မလို့မိန်းမတွေကသူတို့စိတ်တူတာစိတ်နာတာတခုခုရှိပြီဆိုရင်သူတို့ကမေ့လို့မရအောင်မမေ့နိုင်သူတို့ခံစားခဲ့ရတဲ့ဝေဒနာရှိဆိုသူတို့ကတသက်လုံးမမေ့တတ်ဘူးအကြောင်းမလို့မိန်းမတွေကယောက်ျားတွေထက်စိတ်ဓာတ်ကြယောဂဖြစ်နိုင်ခြင်းနှစ်ဆပိုများတယ်အမျိုးသမီးတွေရဲ့အုံနောက်ကအရင်ကမှ sensitive ဖြစ်တယ်စိတ်ထိခိုက်လွယ်တယ်ဖြစ်ရတစ်ခုဖြစ်တာချင်းအတူတူယောက်ျားနဲ့မိန်းမမှာဒီဖြစ်ရတစ်ခုဖြစ်လိုက်တာချင်းအတူတူမိန်းမတွေကနာကျင်မှုဝေဒနာပိုပြီးမှခံစားရတယ်အကြောင်းမလို့ယောက်ျားဆိုရင်စူဆောင်းထားတဲ့စိတ်တန်ရာတွေရတလောက်စီးနဲ့ရောင်းချင်ပါတယ်လို့မလုပ်ပါနဲ့မိန်းမတွေကိုနူးညံ့ခွင့်ပေးလိုက်ပါမိန်းမတွေကိုခံစားခွင့်ပေးလိုက်ပါဒါပေမဲ့မိန်းမတွေကကြောက်ယောက်ျားတွေထက်အရှိပိုင်းအုံနောက်ကပိုပြီးမှအလွတ်လုပ်တယ်အဲ့ဒါကြတော့ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာမိမတွေကပုံပြီးမှယောက်ျားတွေထက်တော်တယ်ထက်မြက်တယ်ပြီးတော့အဲ့လိုမျိုးညှိနှိုင်းမှုခေါင်းတဲ့အတွက်ကြောင့်မလို့မိမတွေကယောက်ျားတွေထက်14%ထောင်နှန်းဆန်ရတာနည်းပါတယ်ဒါပေမဲ့အဲ့ဒါကနောက်တစ်ပိုင်းဖြစ်သွားရင်ဆိုတော့ပြောချင်တာကမိမနဲ့ယောက်ျားတွေက lifestyle ချင်းလည်းမတူဘူးခန္ဓာကိုယ်ဖွဲ့စည်းပုံလည်းမတူဘူးဟော်မုန်းလည်းမတူအုံနောက်တိဆောက်ပုံလည်းမတူအဲ့တော့ lifestyle လည်းမတူအကြံဉာဏ်တွေဆိုလည်းမတူတဲ့အကြံဉာဏ်တွေလိုအပ်တယ်subscriber လုပ်တဲ့ထဲမှာယောက်ျားလေးပါလာတော့နည်းနည်းလေးအံ့ဩသွားတယ်ပေါ့အင်္ဂလိပ်အမျိုးသမီး self improvement YouTuber တွေကိုကြည့်မယ်ဆိုရင်အမျိုးသမီး YouTuber တွေကိုအမျိုးသမီးတွေကပဲပိုအားပေးရများတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့အကြံဉာဏ်ကသူတို့နဲ့ကြိုက်တယ်အမျိုးသမီးတွေ self improvement ပြီးတဲ့အကြံဉာဏ်ကယောက်ျားတွေနဲ့မကိုက်ပါဘူးဥပမာပြောရမယ်ဆိုရင် channel မှာတင်ထားတဲ့ self love ဆိုတဲ့ video ဟာဆိုရင်ယောက်ျားလေးတွေအတွက်မဟုတ်ပါဘူးယောက်ျားလေးတွေက self love တင်စရာမလိုပါဘူးယောက်ျားလေးတွေကကိုကိုချစ်တတ်ဖို့တင်စရာမလိုပါဘူးယောက်ျားလေးတွေကကိုချစ်တတ်ပြီးသားပါသူတို့တင်ယူရမှာကကိုချစ်တဲ့ main ကလေးကိုဘယ်လိုကောက်ွယ်ပေးရမလဲကိုချစ်တဲ့ main ကလေးဘယ်လိုဂရုစိုက်ရမလဲအဲ့ဒါပဲတင်ယူရမှာပါပြီးတော့ confidence နဲ့ပတ်သက်ပြီးဆိုရင်လည်းအဲ့ဒီဗီဒီယိုမှာပြီးထားတဲ့အကြံဉာဏ်တွေကယောက်ျားလေးတွေ confidence ရှိဖို့ဆိုရင်အဲ့ဒီအကြံဉာဏ်တွေကအရန်ပြော့ပါတယ်ယောက်ျားလေးအတွက် confidence ရှိဖို့ကတုတ်ရှင်းရှင်းနဲ့နည်းနည်းလေးပြင်းထန်ဖို့လိုပါတယ်ယောက်ျားလေးတွေအတွက် confidence ဆိုတာကပတ်စံပါပဲ100%တော့မဟုတ်ပေမဲ့လို့ဘာမှဒီတိုင်းပဲအမြင်တောင်အောင်ချက်ချင်းကြည့်ရမယ်ဆိုရင်ပတ်စံကယောက်ျားလေးတွေအတွက် confidence ပါပဲမဟုတ်ဆိုရင်အသက်ကြီး
ဘိုးတော်ကြီးတွေဘလို့လို့ငငယ်ချောချောကောင်းမလေးတွေကိုလိုက်နိုင်မယ်ဆိုတော့သူတို့ကိုသူတို့ယုံကြည်မှုရှိမှလဲကိုကဘသူ့ကိုကြည့်နေလဲကိုကဘသူ့ကိုနားထောင်နေလဲဆိုတာတေချာဂယူဆိုင်ရပါမယ်လူတွေးသမျှလူရဲ့စကားတိုင်းကိုနားထောင်ပြီးတွေးသမျှလူရဲ့အကြံဉာဏ်တွေကိုအုံနောက်ထဲမှာထည့်ထားလို့မရပါဘူးဒီ channel ရဲ့အကြံဉာဏ်တွေဒီ channel ရဲ့ set improvement တွေကကောင်းမလေးအတွက်ဆိုပေမဲ့လဲတရားရခိုင်တော့ကတော့လူတိုင်းအတွက်အလုပ်ဖြစ်မှာမဟုတ်ပါဘူးဥပမာငါအတွက်အလုပ်ဖြစ်ချင်တဲ့ဟာဆိုရင်နေ့အတွက်အလုပ်ဖြစ်ချင်မှဖြစ်မယ်ဆိုတော့အကြံဉာဏ်တွေကိုယ့်အတွက်ကောင်းမယ်ဆိုရင်ကိုယ့်အတွက်ယူလိုက်ကိုယ့်အတွက်အသုံးမလို့ဘူးကိုယ့်အတွက်မဖြစ်နိုင်တော့ဘူးကိုယ့်အတွက်မကောင်းတော့ဘူးထင်ဆိုအကြံဉာဏ်မယူပါနဲ့ပြောချင်တာကလူတိုင်းနဲ့အလုပ်ဖြစ်ချင်တဲ့အကြံဉာဏ်ကလည်းကိုယ့်အတွက်အလုပ်ဖြစ်ချင်မှဖြစ်နင်းနဲ့ငါဆိုတဲ့နန်စား3ရချင်းကလည်းဒီဗီဒီယိုတွေကကြားမမရွေးနားထောင်လို့ရနိုင်တယ်လို့မထင်လို့ပါတငယ်ချင်းအချင်းအဲ့လိုမျိုးပေါ့ပါလေးပဲပြောတယ်လို့မျိုးတင်ဆက်ချင်တာရိုက်ချင်တာဖြစ်တဲ့ကြောင့်မလို့နင်းနဲ့ငါ3ရချင်းဖြစ်ပါတယ်မလေးစားချင်တာကိုဆရာကြီးဖြစ်လို့ဆရာကြီးအရန်တတ်နေလို့အဲ့လိုမျိုးပုံစံနဲ့ထိုင်ပြီးမှပြောနေရချင်းမဟုတ်ပါဘူးကိုကဘသူကိုနားထောင်နေလဲကိုကဘသူကိုကြည်နေလဲဆိုတာတိကျဂရုစိုက်ရပါမယ်ဆိုတော့ယောက်ျားလေးတွေအရန်ကြည့်ဖို့အရန်အားမပေးပါဘူးဘာဖြစ်လို့လဲဆိုတော့ယောက်ျားဆန်ဖို့ယောက်ျားကောင်းပီတာဖို့ဘာလို့လဲဆိုတာကကျမမသိပါဘူးကျမမပြောတတ်ပါဘူးဒါပေမဲ့ယောက်ျားလေးတွေအနေနဲ့ဒီအပေါ်ကပြောခဲ့တယ်လို့မျိုးအမျိုးသမီးတွေရဲ့ဇီဝစုံကိုတီးလိုက်ရပြီးအမျိုးသမီးတွေကိုနည်းနည်းပါးနားလည်လိုက်ရတယ်ကိုချစ်တဲ့သူကိုဂရုစိုက်နိုင်တယ်ကိုရဲ့ချစ်သူကိုပြန်ပြီးမှခါခွဲပေးနိုင်တဲ့အရာလေးတွေသိချင်တယ်ဆိုရင်တော့မိန်းကလေးတွေရဲ့ psychology တွေကိုသိချင်တယ်ဆိုရင်တော့ဒီ channel ကိုဆက်ကြည့်လို့ရပါတယ်ဒါပေမဲ့နင်းနဲ့ငါဆိုတဲ့နန်စားကိုအမြဲတမ်းတုံးသွားမယ်လို့တော့မဆိုလိုပါဘူးနောက်ပိုင်းကြားမမရွေးကြည့်လို့ရတဲ့ psychology တွေအဲ့အကြောင်းတွေပြောဖြစ်ရင် podcast review တွေပေးဖြစ်ရင်တော့ကြားမမရွေးကြည့်လို့ရအောင်ပို့ပြီးမှယဉ်ကျေးတဲ့အတုံးသွားဖို့ရှိပါတယ်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲ bye bye